အာဆီယံလို့ခေါ်တဲ့အင်ကြီးရဲ့မိုးအောက်မှာလူတစ်ကွနေထိုင်ကြရတော့မှာတဝဲ project ရဲ့ကီလိုမီတာ300နဲ့စတင်ပြီးတော့မကြာမီဝင်ရောက်လာတော့မဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့အတူဖေရှားရွှေ့ပြောင်းပေးရမယ့်မိသားစုဝင်တွေနေရာတစ်လောက်ကန်တစ်တွေရှယ်ကြရတော့မဲ့မိသားစုတွေနဲ့တွဲဆုံစကားပြောကြည့်ရင်လိလာလဲပတ်ကြည့်ကြပါစို့လားခင်ဗျာအဲ့ဒီမှာတစ်ဆင့်ပုတ်တမပင်လေကိုရဲ့လာပလာတဲ့ပလဲဦးတစ်ဖြစ်တဲ့မြိတ်ညုတ်ဒါမှမဟုတ်ဇွဲနှပဲကြီးလာတဲ့တန်ကားတဲ့တွေကိုအန်တုရင်နေထိုင်ရဲတဲ့၅မျိုးပေါင်းစုံတို့ရဲ့နေထိုင်ရရေကဘာရဲ့စိတ်ကမ်းမျိုးလို့ဆိုရမယ်မြိတ်ညုတ်ကိုလေပတ်ကြည့်ကြပါစို့လားခင်ဗျာတင်းငယ်တဲ့လမ်းတွေပေါ်မှာရှောက်ကြည့်ရင်ရှေးဟောင်းအိမ်ဟိုအိမ်ကြီးတွေမြိတ်ညုတ်နဝယ်ညုတ်မြို့သားတွေရဲ့လူဘဝဟောင်းတွေတက်မျိုးဝမ်းကြောင်းမှုအမျိုးမျိုးအထွေထွေကိုရှုမြင်သုံးသပ်ကြည့်ရင်ပြင်ပလောကကဘာကြီးနဲ့အဆက်အသွယ်ပြတ်ပြီးမျက်စိပိတ်နားပိတ်နေကြတဲ့လူတို့ဘဝတွေမှာဘာကြောင့်လဲရွှင်လန်းတက်ကြွရင်လမ်းဆန်းနေကြတယ်လဲဆိုတာဘောပေါက်နားလည်လာကြမှာလားလူတို့တွေဘာလို့များစိတ်ဆင်းရဲမှတဲ့လဲတဘာဝရေပြင်နဲ့မြေပြင်ကြီးကဘဝကိုဘဝလည်လည်နဲ့ရှင်သန်နေနိုင်အောင်အခုမဖြစ်နိုင်တဲ့သုံးမကုန်ဆွဲမကုန်တဘာဝယတနာတွေပေးအပ်ထားပြီးပြီပဲဟာကနေနောက်ဖက်ကိုကားဦးလှည့်ပြီးကမ်းခြေဖက်ကိုဥတီမောင်းရင်28ကီလိုမီတာအကွာဝေးကိုမိုးရလူရဲ့ဆူဆွတ်ဝက်ပေါက်နေတဲ့လမ်းကိုဖြတ်ပြီးမောင်းကြရပါတယ်။ချို့နေရာတွေဆိုဘွက်အိုင်ကြီးတွေဖြစ်နေပြီးကားပိတ်မကျော်အောင်တတိထားမောင်းနေရပါတယ်။ဒီလမ်းပဲပေါ့နောက်ဆိုရင်ပြည်ပြည်ဆိုင်ရာပင်လယ်ရေနဲ့စိတ်ကမ်းနဲ့စက်မှုစုံကိုတွားရမယ့်အဓိကလမ်းမကြီးဖြစ်လာပြီးနောက်3-4နှစ်အတွင်းပြန်လာကြည့်ရင်တော့တစ်ခုမှမြင်မြင်တမျှမှတ်မိနိုင်စရာအကြောင်းရှိတော့မှာမဟုတ်ပါဘူးခင်ဗျာလွန်ခဲ့တဲ့2ရက်5လ2009ခုနှစ်လောက်က Italian Thai Pacific Company တစ်ခုဖြစ်တဲ့ Development Company Limited ကတဝဲပြောင်းလဲတိုးတက်ရေးစီမံကိန်းမှာအစိုးရနဲ့သဘောတူလက်မှတ်ရေးထိုးကြပြီး85နှစ်ကျော်ကြာညီ9ရက်မှုစာချုပ်ပြီး10နှစ်အပြီးဆောက်လုပ်ရေးစီမံကိန်းစာချုပ်ပြီးချုပ်ဆိုခဲ့ကြပါတယ်ခုဆိုစိတ်ရမရတွေအလုတ်သမားတွေအမြောက်အများဟာထိုင်းနိုင်ငံရဲ့ကန်ချနပူရီခရိုင်ဖူနန်ယွန်ဂိတ်ကနေဝင်ရောက်လာပါတယ်သူတို့တွေဟာရေစိတ်ကမ်းကိုတွားတဲ့လမ်းမကြီးကိုအမြန်ဆုံးဖောက်လုပ်နေကြပါပြီချို့ဆိုလည်းရေလမ်းကြောင်းကနေလာကုန်ကြပါကျွန်တော်တို့ဟာစီမံကိန်းထဲမှာမပါသေးတဲ့နေရာကိုရောက်လာပါတယ်ဒီ4000ပုံအခန်းချင်းလေးထဲအနာဂတ်မှာဖြစ်ပေါ်လာမယ့်စီမံကိန်းကြီးတစ်ခုလုံးရဲ့အသေးစိတ်မျိုးပုံတွေကိုပြသထားပါတယ်ထိုင်းလူရေးရေးလဲလဲပြောတတ်တဲ့မြန်မာလူမျိုးလာပြူချောတကကျူဆိုရှင်းပြပေးနေပါတယ်บ้านแรกมา136ลำก็มี310 610อย่างเงี้ยถ้าเข้ามาอย่างเงี้ยอันนี้ข้างหมู่บ้านเราแยกไปตรงนี้แยกไปบาวาย้ายไปที่โน่นเป็นผัดบาวาอันนี้กับอันนี้แยกไปที่ป้าดาเองกับตัวนี้แยกไปตรงนี้แล้วส่วนใหญ่ชาวบ้านเป็นยังไงบ้างเขาอยากจะย้ายไหมมีคนไม่อยากย้ายไหมก็ปันขอก็มีคำพยายย้ายปันขอก็อะไรก็ได้อย่างเงี้ยบาวา BAWAH บาวามันเป็นพื้นที่อะไรตอนนี้ปะต้องถามพื้นที่อะไรวะพื้นที่มันหมายถึงว่าเขาปลูกอะไรอยู่ไหมหรือว่าเป็นป่าเป็นป่าค่ะแล้วเราเอาเครื่องจักรไปปรับให้เขาไหมใช่ค่ะพี่ก็ไปอยู่บอกก็ได้อย่างเงี้ยใช่ใช่ค่ะดีပထမဆုံးလူတို့တွေလောက်ကြရမှာတော့
တိကမရှိမဖြစ်အတုံးဆောင်အဆောက်အဦတွေပါပဲတဝယ်မြစ်ကြောင်းကိုပိတ်ပြီးဆောက်လုပ်မဲ့ရေကာတာကလည်းရေအားလျက်စစ်ကိုရရှိစေပြီးတိုးတက်မှုကိုတစ်ဖက်တစ်လမ်းကကူညီဖြည့်စွမ်းပေးသွားမှာပါဒေတာခံရက်တူရက်သားတွေကိုနေရက်စာတီပြောင်းရွှေ့ဖို့ကိစ္စတွေနားလည်မှုကိစ္စတွေကိုလည်းပြီးသက်ဆောင်ရွက်ပြီးသွားကြပါပြီအင်ချီပေါင်း2000ကျော်ဟာလည်းအင်ချမ်းမြေအရွယ်စားလိုက်ရော်ချင်းတွေနဲ့နေရာတက်တွေအတီးတီးရရှိပြီးသွားကုန်ကြပါပြီအစားထိုးအိမ်ယာတက်တွေဆောက်လုပ်ပေးတာတွေကိုလည်းအထက်ဖက်တောင်တန်းတွေပေါ်မှာဆောင်ရွက်ပေးနေပါပြီမြေပြန့်မှာစိုက်ပြီးစားတောက်ခဲ့ကြတဲ့ရွာသူရွာသားတွေလည်းတောင်ပေါ်ဒေသမှာနေသားကြအောင်ကြိုးစားလေ့ကျင့်ယူကြတော့မှာပါမကြခင်လေကတက်စိုက်ခင်းတွေပါတွေလည်းဖြစ်လာချင်းဖြစ်လာတော့မှာပေါ့ဒါမှမဟုတ်ဒီဒေသကြီးဟာစိုက်ပျိုးရေးကိုမလိုအပ်တော့တဲ့ဒေသကြီးလည်းဖြစ်ချင်းဖြစ်သွားမှာပါအခုတော့ဒီဒေသကြီးတစ်ခုလုံးဟာပြောင်းလဲတိုးတက်မှုတွေကနေရာတိုင်းမှာလာရောက်ဝိုင်းရံထားတာကိုခံနေရပါပြီမူတူရွာဟာအိမ်ခြေ340ကျော်ရှိတဲ့ရွှေ့ပြောင်းပေးရမယ့်ရွာတွေထဲမှာစည်ရင်းပါတဲ့ရွာတစ်ရွာပါဘာလို့လဲဆိုတော့ရှစ်လန်တွာလမ်းမကြီးဟာဒီရွာကြီးပေါ်ကဖြတ်သွားမှာမို့လို့ပါဒီမူတူရွာလေးထဲကရွာသူရွာသားတွေဟာပြောင်းလဲတိုးတက်မှုရဲ့အရေးအယောင်တွေကိုစတင်မြင်တွေ့နေရပါပြီဘာလို့လဲဆိုနေ့စဉ်နဲ့မြရွာထဲမှာဖြတ်တန်းတွာလာနေတဲ့ဒဇိမ့်တွေကိုတစတစများလာတာတွေ့ရလို့ပါအခုဒီဖွဲ့ဆိုရင်ကားပေါ်အားတောင်ဆင်ပြီးတပ်ပုံတွေပါတွေရိုက်ရင်မေးလားမြန်းလားနဲ့စုံစမ်းလားလုပ်နေကုန်ကြပါပြီ The housing for them, it's a night that they never see that. So they never been there. They want, maybe they want to see it in the future. For that house that they have to pay again. They said they give you inside your own house. Now they make a new housing for that. The company also not told about that. When they finish the housing, if the housing is ready for them, have education, they can also have a school for the children. I told them, yes, they can arrange for everything for the children. Yes, hospitals and for the football ground. Yes. And then new housing, new temple, everything that they can arrange for you. พูดไทยได้อยู่ประเทศไทยอยู่กี่ปี9 ปีได้ครับแล้วกลับมาทำอะไรกลับมาบ้านထိုင်းတံမပေါက်တဲ့ထိုင်းစကားကိုစကားဝိုင်းမှာကြားလိုက်ရတယ်ဒါကြောင့်စကားဝိုင်းဟာစိုးပြတက်ဝင်သွားတယ်အဖြေတွေကိုတီးလိုက်ရတာကတော့ဒီကလူတွေလည်းအနည်းနဲ့အများထိုင်းနိုင်ငံထဲမှာအလုပ်တော်လုပ်ဖူးခဲ့ကြတယ်ဆိုပဲအများအားဖြင့်ထိုင်းနိုင်ငံအောက်ပိုင်းကယာဘာချန်ဒီမှာအလုပ်လုပ်ဖူးပြီးပြန်လာကြသူတွေလို့သိရပါတယ်သူတို့တွေဟာလည်းမကြာမီရောက်ရှိလာတော့မဲ့တိုးတက်မှုတွေအတွက်ရင်ခုန်မျှော်လင့်နေကြပါတယ်แค่เริ่มต้นก่อนဒေတာအတွင်းအလုတ်တမရှာဖွေ9ရက်မှုရှိလာတယ်လူတို့တွေလည်းအရင်ကလိုတနေတကြီးကိုစွန့်စားစေရကန်ဆန်းစေရမလို့တော့ဘူးပေါ့အဲ့ဒါနဲ့စန့်ကျင်ဖက်ထိုင်းအလုတ်တမတွေကတာမြန်မာပြည်ထဲမှာပြန်လာပြီးတော့အလုတ်ရှာကြရပါတယ်အချို့ထိုင်းမိသားစုတွေဆိုမိသားစုအလိုက်ရွှေ့ပြောင်းလာပြီးအလုတ်လာလုပ်ကြပါတယ်အ ਨੇ ဆုံးဒီစီမံကိန်းကြီးမပြီးမချင်းနဲ့ချီကြအောင်မှာဖြစ်တဲ့အတွက်အဲ့ဒီအတွက်လူတို့လည်းဝင်ငွေတွေစုဆောင်းနိုင်ကြတော့မှာပေါ့ကျွန်တော်တို့အစတော့တဝယ်ကနေမြိတ်ကိုရေချောင်းခရီးနဲ့ကံယူတန်းတစ်လျှောက်ခရီးသွားဖို့စီစဉ်ခဲ့ကြပေမဲ့ကျွန်တော်တို့လာတာဝတ္တန်မိုးဥတုနဲ့တိုးတာမို့နိုင်ငံတော်ကပင်လယ်စိတ်ကမ်းနဲ့တန်ငါတဲတွေကိုငါးဖမ်းခွင့်ပိတ်ပင်ထားတဲ့ငါးဖမ်းကာလ3လငါးဥချချိန်နဲ့တိုးနေတဲ့အတွက်အစီအစဉ်ပြောင်းခဲ့ရပါတယ်။ည
ရောက်တော့ညညို့ဓာတ်တွေကိုဘယ်ကိုတွန်းလဲစရာရှိတယ်လဲလို့မေးကြည့်တဲ့အခါတော်တော်များများတော့ဘုန်းကြီးကျောင်းနဲ့ဇေဒီတွေကိုပဲလက်ညှိုးထိုးပြခဲ့ကြပါတယ်ตายาลาปะပါတယ်ဆိုတဲ့ကျွန်းစုကလည်းမြိတ်မြို့ကနေအောက်ဘက်ကိုဝေးကြီးဆက်လက်စီးသွားကြရအောင်ပါမြိတ်မြို့နဲ့မျက်နှာချင်းဆိုင်ကြတဲ့ကျွန်းစုကလေးကြတော့လဲနိုင်ငံတော်ကလေပတ်ခွင့်နဲ့ရေငုပ်ခွင့်ပိတ်ပင်ထားပြန်ရောမြိတ်မြို့ဟာတဝယ်မြို့နဲ့ဆိုင်ပင်လယ်နဲ့ပူပြီးနီးကပ်တဲ့အတွက်မြိတ်မြို့သူမြို့သားတွေကပင်လယ်သူပင်လယ်သားပူဆန်ကြပါတယ်အတိကလမ်းဆောင်လမ်းမကြီးပေါ်မှာနိုင်စင်တီဆောက်ထားတဲ့ပုံစံကိုကြည့်ပြီးကိုလိုနီလက်အောက်ခံနိုင်ငံတွေတဲကမြို့လေးတွေကိုမရမိစေပါတယ်အပေါ်စီးကနေမြို့ကလေးကိုငုံကြည့်မိတော့မန်ကူကွက်ပုံစံအိမ်ခေါင်မိုးလေးတွေရဲ့စနစ်တကျပင်လယ်ဖက်စီကိုတွေ့တန်းဖောက်လုပ်ထားတဲ့လမ်းတွေလေးတွေဟာမြို့ကလေးကစီကန်းတကျရှိလာကြောင်းပြောပြနေတယ်လို့ခင်ဗျာရှိနေတဲ့အိမ်တွေဟာထိုင်းနိုင်ငံအလဲပိုင်းလောက်မှာရှိတဲ့အိမ်ပုံစံတွေနဲ့တော်တော်လေးကိုဆင်တူပါတယ်။ထိုင်းနိုင်ငံကန်ချနပူရီဖက်ပူရီကကြုတ်ခီရီခန်စားတဲ့မြို့တွေမှာရှိတဲ့အိမ်ပုံစံတွေအတိုင်းပါပဲ။ဒါပေမဲ့တန်တရားဖြစ်เสียအကြောင်းတော့မရှိပါဘူး။ဘာကြောင့်လဲဆိုဟိုးအရင်အတိတ်ကာလတုန်းကတည်းကဒီနိုင်ငံဟာကုတန်းဆက်တွယ်မှုနဲ့အသိပညာတပ်ပညာတွေလဲလှယ်ဖလှယ်မှုတွေရှိနေခဲ့ကြတာပဲဟာ။ထိုင်းအခေါ်ပန်းယံလို့ခေါ်တဲ့အိမ်ပုံစံတော်တော်များများဟာလည်းဒီမြို့မှာရှိနေကြပါတယ်ဒီလိုအိမ်ပုံစံမျိုးဟာမိုးချမ်းလေချမ်းတန်မိုးတွင်းကာလတွင်လုံးခံရမယ့်အမြဲဆူဆွတ်နေတတ်တဲ့ဒေတာနဲ့လိုက်ဖက်ညီတဲ့အိမ်ပုံစံမျိုးတွေပါก็เป็นประเภทบ้านของช่างพื้นบ้านนะไม่ใช่ช่างลาดสำนักเป็นช่างพื้นบ้านช่างพื้นบ้านที่จะมีเยอะในการทำงานนี่ก็ทำกันตามกันนะปู่ย่าตาทวดทำยังไงก็ทำกันตามกันไปอย่างนั้นก็เมื่อทำตามไปงั้นก็ชาวบ้านที่ไม่ใช่ช่างก็เมื่อก่อนเขามักจะลงแขกไหว้วานกันส่วนมากเคยเป็นช่างก็ช่วยกันหน่อยอะไรเงี้ยก็ช่วยเหลือกันเป็นสังคมเหมือนกันกับของเราเนี่ยเป็นสังคมที่ช่วยเหลือเกื้อกูลซึ่งกันและกันใครเป็นช่างทำบ้านก็ไปช่วยกันเวลางานอื่นก็ช่างมีปัญหาอะไรที่จะไหว้วานเพื่อนบ้านก็ไปช่วยกันอะไรเงี้ยเมื่อก่อนเป็นอย่างนั้นเพราะอำนาจทางการเงินมันไม่สูงเหมือนปัจจุบันการใช้ไม้เนี่ยมันก็บังคับอยู่ว่าจะต้องมีสลักเลยอย่างนี้ไอ้ตัวนี้เป็นตัวบังคับเพราะว่าลักษณะที่ออกมามันก็จะใกล้เคียงกันนั่นเป็นประการที่หนึ่งประการที่สองว่าจะมีช่างของเราเนี่ยไปมีเมียแต่งงานมีครอบครัวอยู่ฝั่งโน้นก็ได้แต่ว่าเป็นช่างประจำเมืองไทยและไปแล้วก็มีฝึกลูกศิษย์ลูกหาฝึกลูกน้องที่ทำแล้วก็ทำต่อกันไปมันก็นั่นเป็นประการที่สองและประการที่สามก็อาจจะมีผู้ที่มีเงินซื้อบ้านจากฝั่งนี้ไปประกอบก็มันต่อได้ปั้นอย่างดีไซน์ပုံစံအိမ်ဖြစ်တဲ့အိမ်တွေအုပ်ကျွတ်မူပြီးအဖြစ်မချပဲအမိုးကိုပီရမစ်ပုံဆောက်ထားတဲ့အိမ်ပုံစံကိုကျွန်တော်တို့ကတောင်လို့လဲခေါ်ပါတယ်ปั้นอย่างအိမ်ပုံစံနဲ့အမိုးပုံစံတူပြီးအခန်းဖွဲ့စည်းပုံကွာခြားတဲ့အိမ်ပုံစံတစ်မျိုးပါဒါဒီလဲဒီမှာတွေ့ရပါတယ်ဒါပေမဲ့လည်းလက်သမားပညာရေးရဲ့ပြောင်းလဲတိုးတက်မှုနဲ့ဒီတွင်စတင်မှုပုံစံတစ်ဖြစ်တဲ့ปั้นอย่างအိမ်ပုံစံကိုပဲဒီဇိုင်းပြောင်းထားတဲ့အပြီးဆွဲပြီးအလားဆင်ထားတဲ့မနီလာမျိုးနဲ့ဖိလစ်ပိုင်တွေမှာတွေ့ရတဲ့တိုးတက်မှုပုံစံအိမ်မျိုးတွေကိုတော့ဒီမှာမတွေ့ရပါဘူးခေတ်ပြောင်းလဲမှာလူကြိုက်များခေတ်စားခဲ့တဲ့ကိုလိုနီလက်ရပုံစံပေါင်မုံခုံတကားပေါက်တဲ့အိမ်ပုံစံတိုက်သုံးလေးလုံးကိုလည်းဒီမှာတွေ့ကြရပါတယ်ကျော်ဖြတ်ခဲ့လို့ဟိုဟောင်းနေပြီဖြစ်နေပေမဲ့လမ်းဘေးဝဲရမှာရှိနေတဲ့အိမ်အိုကြီးတွေနေတူကရှင်တန်လှုပ်ရှားနေကြတဲ့လူတွေကြောင့်
ထက်ခတ်ထားပေမဲ့လည်းအားလုံးဟာပိုင်ရှင်ရှိပြီးသားတွေပါပဲခင်ဗျာပြီးတော့လူတို့တွေကလည်းဘဒုကမှမယောင်းပေးနိုင်ကြပါဘူးအင်ကြီးကိုဒီတိုင်းပစ်ထားပြီးအခြားမှာတော့ပြောင်းနေကြပါတယ်ပင်လယ်ငက်တွေလာပြီးတိုက်ဆောက်နေနိုင်ကြအောင်လို့ပါအဲ့ဒီအိမ်တွေနားဖြတ်လျှောက်မိတဲ့အခါစူညံနေတဲ့ငက်တံတွေကိုကြားကြမှာပါဒါပေမဲ့ငက်အစ်စ်ရဲ့အော်ဒန်တွေတော့မဟုတ်ပါဘူးအင်ရှင်တွေကအတန်တွင်းထားတဲ့ငက်အတန်တူကိုဖွင့်ထားရင်ငက်စနီးမောင်နှံတွေကိုတို့ရဲ့တိုက်တွေမှာလာပြီးတိုက်ဆောက်နေထိုင်ကြဖို့ဖျားယောင်းလိမ်ညာဖွင့်ထားတဲ့အတန်တွေပါပဲအပူအေးမြတ်ပြီးစိတ်ချလုံခြုံအောင်ပြင်ဆင်ထားတဲ့တိုက်ကြီးတွေထဲမှာငက်ကလေးတွေအတိုက်လာဆောက်ပြီးနေကြတဲ့အခါမှာရိတ်သိမ်းချိန်တန်ပြီးဆိုရင်တိုက်ပိုင်ရှင်တွေကတိုက်တကားလာဖွင့်ပြီးငက်တိုက်တွေကိုခွာယူကြတဲ့အခါမှာအမျက်အစွန်းတွေတိမ့်နေချီပြီးရရှိကြပါတယ်ခင်ဗျာခေတ်တဲ့ရုပ်ထုပစ္စည်းတွေဘလောက်ပဲပြောင်းလဲတိုးတက်ဝင်ရောက်လာတယ်မြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာကိန်းဝတ်နေတဲ့နှက်မင်းတွေပေါ်ကိုယ်ွယ်ယုံကြည်မှုနဲ့ဘုရားတာဝနာအပေါ်လေးစားအားထားမှုကိုမဖုံးလွှမ်းနိုင်ပါဘူးမြန်မာပြည်ရဲ့ဘယ်မြို့ဘယ်နေရာကိုပဲတော့မတွေ့ရမရှိတဲ့ဇီတီပထိုးနဲ့ဘုံကျောင်းတွေကတော့ရှိကိုရှိနေပါတယ်ဒီမြို့ရဲ့တောင်ကုန်းလေးပေါ်ဇီတီလေးတစ်ခုရှိပါတယ်တောင်ပေါ်တက်ရတာညောင်းလုံးမောလုံးခင်မှာဇီတီပေါ်ရောက်တယ်တခြားတွေ့တန်းနေတဲ့လမ်းမကြီးတိုင်းလူတွေသွားမှလှုပ်ရှားနေကြပါတယ်။ညနေပိုင်းဆိုရင်ဒီလမ်းမလေးပေါ်မှာဈေးတယ်တွေကဈေးပေါ်ပေါ်နဲ့ရောင်းကြဝယ်ကြတဲ့ဈေးလေးတစ်ခုဖြစ်လာပါကျွန်တော်တို့တဲနေတဲ့ဟိုတယ်နဲ့တိတ်မဝေးလာတဲ့ရှေ့ဖက်ကန်းစီကကာလာကာယန်ကျွန်းလေးပေါ်မှာတော့ရောင်းတော်မူဘုရားကြီးကိုထူးတွေ့နေရပါတယ်။မနက်ဖြန်မနက်ကျွန်တော်တို့အဲ့ဒီကျွန်းလေးကိုလေ့လာကြည့်ထွက်ကြပါလာမတန်ငါတဲ့တွေလေတွေကိုကန့်ကတ်ရင်ပြင်ကြဆင်ကြအနားယူကြပါမယ်။နောက်2လ3လမှာရောက်လာမယ်ငါးဖမ်းရဒီအတွက်ကြိုတင်ပြင်ဆင်မှုလုပ်ကြပါကျွန်တော်တို့ဟာဒီနေ့လုံးလျှောက်လဲဖို့စက်တက်မော်တော်တစ်စီးကိုငားကြရပါတယ်။အလုတ်တမခဆက်စီခအားလုံးပေါင်းမှ800ဘတ်လောက်ပဲကုန်ကြပါဗျာ။ပထမဆုံးလေကန့်ကတ်မိတဲ့ကျွန်းကတော့ကာလန်ကာယန်ကျွန်းပါပဲခင်ဗျာ။ကျွန်တော်တို့စီကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလာရောက်ရင်းနှီးမြှုပ်နှံထားတဲ့လေကျင်းကြီးတွေရှိတဲ့ကျွန်းပါခင်ဗျာပြီးတော့ပင်လယ်ကနန်းမွေးမြူရေးခြံတွေတစ်ဆက်ရုံတွေလည်းရှိပါတယ်ဒီမှာလာရောက်နေထိုင်သူတွေအားလုံးနီးပါးဟာဒေတာခံအလုပ်သမားတွေပါပဲဒီကျွန်းကြီးပေါ်မှာကလေးတဆာတင်ကျောင်းနဲ့မိသားစုဝင်တိုင်းလူမှုပတ်ဝန်းကျင်ကိုတုံးဆောင်ပစ္စည်းအစုံအလင်ရှိပါတယ်ခင်ဗျာစနစ်တကျစီတန်းရက်ထားတဲ့တင်ပေါ်ချင်းကြီးကိုတွားရောက်ခဲ့ကြပါတယ်။အချို့တင်ပေါ်ကြီးတွေကငါးဖမ်းရတဲ့တစ်ခုလုံးထဲမှာလိုင်းချမ်းလေးချမ်းတန်တွေကြားတဲ့အလုပ်ပေါ်လုပ်ရတာပြန်လာအနားယူတဲ့အလားတွေပြင်စစ်တစ်တွေတုံနေကြပါတယ်။တချို့အရန်အထိနာတဲ့အတွင်းလူနာတင်ပေါ်ကြီးတွေကြားတော့လည်းဖာရထေးရပြင်ဆင်ရပါတယ်။အချို့လဲအင်ဂျင်လဲပန်ကာလဲလဲလဲကြပါတယ်ခင်ဗျာ။ရှော့ကြီးတဲ့အလုပ်သမားတွေအများစုဟာဒီ
ဒေတာသားတွေပါပဲအထက်ပိုင်းအုပ်ချုပ်ရေးပိုင်းတွေမှာပဲထိုင်းအလုပ်သမားတွေငားရမ်းပြီးတစ်ဆင့်အုပ်ချုပ်ယူကြပါတယ်ဟုတ်တယ်ကျွန်တော်တို့ပြင်ဆင်ပြီးသားပြင်လဲတဲ့ဆင်းဖို့အစဉ်သင်ဖြစ်နေတဲ့လေတွေကိုရေချနေတယ်ဒီတဲ့နဲ့ပြေဆုံးခဲ့ရပါဘူးคนไทยมาทำงานอยู่นี่ประมาณกี่คนก็ในโกนี่ก็6 คนแล้วก็เป็นคนที่ตัดไม้ก็ตัดไม้ที่ไหนอะพี่ก็ต่างๆนะรอบๆเนี่ยนะตัดเสร็จก็ส่งมาที่นี่มาแปรรูปแล้วก็ส่งออกไม่น่าลงไม้เขาใหญ่มากแล้วฟาร์มปูมีนะคนไทยมีเหรอมีคนอ่ะมีคนเดียวคนไทยคนเดียวเป็นฟาร์มปูนี่คนเดียวเลยใช่ไหมแล้วก็ส่งไปประเทศไหนอ่ะก็ส่งมาจากนี้ก็ส่งมาเลยจากประเทศเราไปทางไหนญี่ปุ่นไปจีนอ๋อทางนี้ส่งมาเลยก่อนพี่แดงก็เทียบจากในเมืองไทยกับที่นี่อะไรหางานง่ายกันเนี่ยว่าที่นี่งานง่ายแต่ว่าแค่แหละได้ถ้าเป็นลูกพี่ก็พออยู่ได้แหละมีคนอยากมาอีกป่ะก็มี ထိုင်းအလုပ်သမားအများစုဟာဒေတာကအလုပ်သမားတွေထက်အလုပ်အခမြင့်မားကြပါတယ်အလုပ်ကံအတွေ့အကြုံနဲ့ကျွမ်းကျင်မှုမှာတာလွန်တာရဲ့ဥယျာဉ်နေပါတာရဲ့ဒေတာကအလုပ်သမားတွေပေါများတာရဲ့ချိန်ဆလိုက်တော့စီးပွားရေးလုပ်ငန်းကြီးဟာချိုးညင်ညင်နဲ့ဒီလိုပဲရှေ့တူလေပတ်သွားနေတယ်ခင်ဗျမြန်မာအလုပ်သမားတွေဟာပြီးတော့တဲ့တင်မောကြီးကိုဝိုင်းပြီးရေထဲကိုတွန်းချကြဖို့အမိန့်ကိုစောင့်ဘုံပေါ်မှာကြီးမားထေဝါလာတဲ့တင်မောကြီးဟာရေထဲနဲ့ရောက်သွားတော့အရွယ်ကြီးနဲ့မမြအောင်ကိုပဲလိုက်တီလေတွေထဲမှာပေါ့ပါလို့ရှာနေတယ်မကောင်းဆိုးဝါးတွေကိုနင်ထုတ်တဲ့ကြောက်ပေါက်တံတွေလုပ်ငန်းတာဝန်ကြီးတရက်ပြီးဆုံးသွားလို့အောင်ပွဲခံပျော်ပါနေကြတဲ့လုပ်သမားတွေရဲ့အတန်တွေဟာကျွန်တော်တို့စီကိုကူးဆက်ပျော်ရွှင်စေခဲ့တူတူအတွက်တင်မောကြီးကိုအမိပင်လည်းပြည့်ရဲ့ရင်ခွင်ထဲပြန်လဲအပ်နိုင်ရင်ပင်ပန်းခဲ့တဲ့မြတ်အမောဖြီပြေပြောက်စေခဲ့ပါတယ်ဒီလိုပါပဲနောက်တရက်နှစ်ရက်လောက်အနားယူကြပြီးနောက်ထပ်တစည်းပြီးတစည်းရပေါ်တက်လိုက်ဆင်းလိုက်နဲ့ပင်လယ်ပြင်ကြီးထဲကိုဒီလိုပဲထပ်မံပို့လွတ်နေကြအောင်ပါပဲခင်ဗျာနောက်ထပ်ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေမျက်စိတောက်ထောက်ကြည့်နေကြတဲ့ညိတ်မြို့ရဲ့စီးပွားရေးလုပ်ငန်းတစ်ရက်ကတော့ပင်လယ်ကနန်းမွေးမြူခြင်းလုပ်ငန်းပါပဲအမှန်တိုင်းဝန်ခံရမယ်ဆိုရင်တော့အကောင်းစားပင်လယ်ကနန်းမျိုးနွယ်ရဲ့အရင်းခံဒေတာဟာမြန်မာပြည်ကလို့ဆိုရမှာပါမြိတ်မြို့ဒီကျွန်းစုကလေးကထွက်တဲ့အကောင်းဆုံးကနန်းမျိုးနွယ်ရဲ့ပင်ရင်မွေးမြူရေးချမ်းဒီမှာရှိနေပါတယ်ကျွန်းနာမည်69ကုမ္ပဏီလို့ခေါ်ပြီးမြန်မာစိတ်တက်နဲ့မြန်မာနှလုံးသားရှိတဲ့ထိုင်းလူမျိုးနုပ်ရုံနုပ်စီလာဆိုတဲ့သူကပိုင်ဆိုင်ပါတယ်ဒေတာခံတိုင်းရင်းသားတွေနဲ့ဒိုးပီပေါင်ဖက်နေထိုင်ရင်ဒီကနေ့သူ့ရဲ့ဘဝဟာချောမွေလွယ်ကူပြီးဘိုးစဉ်ပေါင်ဆက်အဖေကနေတားမြေးတွေထိသူ့ရဲ့မိသားစုနဲ့အလုပ်သမားတွေရဲ့မိသားစုတွေပါဆင်ဆက်မပြတ်အတီးတကျလုတ်ကင်သွားနိုင်မဲ့လုပ်ငန်းကြီးပဲဖြစ်ပါတယ်ခင်ဗျာဒဝဲနဲ့မြိတ်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့မျက်စိကျစရာအကွက်ဖြစ်လာပြီးဒေတာခံပြည်သူပြည်သားတွေရဲ့ဘဝပြောင်းလဲမှုမျှော်လင့်ချက်လို့ဆိုရမှာรังนกเยอะไหมรังนกไปเขาเลี้ยงกันเป็นรังนกเลี้ยงหรือรังนกทำเยอะกว่าทำกว่าเยอะมีพอรู้ไม่กี่ท่านประธานรังนกทำ ทานมีที่เกาะใหญ่เนี่ยวิ่งไปเรือวิ่งไปประมาณ4 ชั่วโมงแต่เขาจะห้ามเข้าอ๋อใช่ถ้าเขตท่านประธานไม่ทำပင်လယ်ကနန်းမွေးမြူရေးလုပ်ငန်းဟာတော်တော်လေးကိုနူးညံ့တိမ်မွေ့ရပါတယ်အချိန်မှန်မှန်အစာကျွေးရတာအစ4 နာရီခြားတစ်ခါကနန်းအကောင့်တိုင်းကိုစစ်ဆေးရပါတယ်ကနန်းတွေက4 နာရီခြားတစ်ခါအရေးခွန်လဲကြတယ်လေသူတို့ကိုဒီလိုစကားတွေထဲမှာထည့်မွေးပြီးစစ်ဆေးကြရပါတယ်တကယ်လို့စကားတစ်ခုထဲမှာကနန်းတစ်ကောင်ဖြစ်နေပြီဆိုရင်အဲ့ဒါတစ်ကောင်ကကနန်းတစ်ကောင်ကအရေးခွန်ကနန်းကိုချက်ချင်းယူထိမ့်သိမ်းထားတော့မဟုတ်ကနန်းစက်တစ်တီထပ်ဆောင်ရင်ကနန်းရင်ဖြစ်သွားရင်နောက်ထပ်45 ရက်လုံးလုံးလကအစာထပ်ကျွေးပြီးထိမ့်
သားတွေဘဝပြောင်းလဲမှုမျှော်လင့်ချက်လို့ဆိုရမှာလူနေမှုစင်တန်တိုးတက်မြင့်မားလာမယ်ပြီးငွေကြေးတွေမြောက်များဝင်ရောက်လာတော့မယ်လက်ဖက်စလုံးရဲ့သဘောတည်မှုနဲ့ရောင်းဝယ်ဖောက်ကားမှုတွေရှားပါပစ္စည်းဖြစ်လို့ငွေကြေးအမြောက်များရရှိလို့ဖြစ်လာမှာတော်ဝဲမြို့နယ်မြို့တဝိုက်မှာရှိတဲ့ဘာဝရင်းနှီးမြစ်ပစ္စည်းဥစ္စာတွေဟာအရင်ဒေတာခန်တွေရဲ့ဝါစာအပြမြတ်တာရှာဖွေခဲ့ရပေမဲ့အခုခါတစ်နေ့တခြားရှားပါလာပါပြီငှက်တွေလည်းအရင်လိုအတိုက်တာမဆောက်ကြတော့ပါဘူးတန်ဃာလီတွေလည်းမျောလင်းချက်တွေဆုံးရှုံးသွားတယ်ပြန်လဲပြင်ကနေပြန်လာခဲ့ကြရပါတယ်တော်ရတဲ့ပင်ကြီးတွေကလည်းတက်ကုန်တွေကြီးတွေလာတဲတော့ကုန်ကြပါဘူးငွေကြေးနဲ့ပတ်စံဒီဒေတာမှာရှိသမျှလာရောက်ယူဆောင်သွားကြပါတော့နောက်ဆုံးဘာမှလဲလေရောင်းချစရာအကျဉ်းတော့တဲ့အခါဒီဒေတာကိုဘယ်များဆက်လက်ရှင်တယ်ထိုင်ကြမှာလဲအကယ်၍များတို့တွေတဘာဝတရားကြီးညီညွတ်မြတ်တာမှုကိုဆက်လက်မထိန်သိမ်းထားနိုင်ကြဘူးတော့ဘူးဆိုရင်မကြခင်